ခဲ့ခြင်းများမရှိပါဒါအပြင်မြတ်ဗုဒ္ဓရဲ့တရားတော်ရဲ့ယုံကြည်ကိုယ်ွယ်များဖြစ်ပါသည်ယတနာသုံးပါးကိုလည်းယုံကြည်စွာစိတ်ကတူများဖြစ်ပါသည်မြတ်စွာဘုရားရဲ့ဝေတော်များများပြည်သူတို့ရိုးရိုးတရားလက်ဆော်၍ပူဇော်နိုင်ရန်တည်ထားကိုယ်ွယ်ခြင်းဖြစ်ပါသည်ဤမှန်သောသစ္စာစကားကြောင့်ကျွန်တော်မျိုးမတို့ရဲ့ခင်မွန်းသည်မြင်းပြည့်မင်းတံမှာလွတ်မြောက်ရပါစေသာတင်ခရာဆိုးရင်ကိုမပန်ကြပဲပုံညစီတီကိုတီထားတဲ့အတွက်အမျက်တော်ရှာပြီးအမတ်ကြီးဥပုံညနဲ့ငစိန်တင်ကိုစကိုင်းမြို့ရဲ့အရှိမြောက်ယွန်းယွန်းအရက်ကရွှေကြာအင်းမှာရေစင်ရေနှစ်တက်စီခဲ့တယ်ပုံညဆိုတာပူဇော်ထိုက်သောကောင်းမှုရှိခြင်းဖြူစင်နှစ်လိုပဲရှိခြင်းဖုံးရှင်ကန်းရှင်တောတာပံဖြစ်ခြင်းတို့နဲ့ပြည့်ညတ်ထားတာကိုဆိုလိုတယ်။စကိုင်းမင်းကဥပုံညာနဲ့ငစိန်တွေကိုရေစင်ရေနဲ့တတ်တော်လဲရေမစိုးရေမမုန်းပဲသူတို့ရဲ့ပတ်ဝန်းကျင်မှာရေများဝှမ်းနေရတယ်။ဒါကြောင့်မလို့စကိုင်းမင်းကထိုရက်ကိုရေဝှမ်းအရာလို့ခေါ်တင်စေခဲ့တယ်။အဲဒီနောက်မှာမကြီးဥပုံညာနဲ့ငစိန်တင်ကိုတေပေးမှလွတ်မြောက်စေခဲ့ပြီးပုံညစီတီတော်ကိုလည်းအများပြည်သူကြီးညိုတရားပွားနေစေရန်စကိုင်းမင်းကိုတော်တိုင်ပါဝင်ပြီးတီတာကိုးကွယ်စီခဲ့တယ်လို့ထင်နေတာကျမတို့ဒီဘဝမှာတွေ့မတွေ့ရအောင်မလားလို့ဝမ်းနေလိုက်ရတာချစ်ကွဲလိုက်ရနေစင်နိုင်နဲ့ပူဆွေးလိုက်ရတာရှင်နေစင်ရတယ်ဖျားရှိရှိစွတ်တောင်းလိုက်ရတာကိုရင်စိတ်တရားမင်းပြင်းမင်းထမ်းပါကင်းလို့ရပါစေတာလို့စွတ်တောင်းလိုက်ရတာကိုရင်ရဲ့မင်းဖြူစွတ်တောင်းနေပြည့်ရောမဖြူရဲ့ဒီနေ့ဒီချိန်ကစပြီးတော့ရှင်မတယောက်တည်းပူဆွေးတော့ကရောက်စရာမရှိတော့ရှင်မဝမ်းသာလိုက်တော့နော်လို့အာကိုရက်ထက်ရှင်းနေပါဘောလားမှန်ပါရှင်ရစီကနိုင်ဒါဆိုရင်တော့ဖြစ်နိုင်တယ်ပုံရမယ်ကြီးမှန်ပါရှင်လူသားစစ်စစ်အိမ်ကမဖြစ်နိုင်ပါဘူးခင်ဗျာဤနေရာဤပတ်ဝန်းကျင်မှာရှိတဲ့တောဆောင်တာတောင်ဆောင်တာနတ်တွေပါအပေါင်းတို့ကသူညီမိုင်းမလို့စိုးအောင်ကတ်နေတာပါဗျာဘုံတကူကြီးမြတ်တော်မူတဲ့မြတ်စွာဘုရားရှင်ငွေတော်တွေပဲနော်ဦးတော်အမှန်တမ်းတကူကြီးမှလာတဲ့
မြတ်စွာဘုရားရဲ့မွေတော်တွေပဲနော်မောင်ကြီး မှန်မိတာပေါ့မေသိအောင်ရေဗုဒ္ဓမြတ်စွာဘုရားရဲ့ငွေတော်ဓာတ်တော်တွေဟာအင်မတန်မှတကူကြီးမှလှပါပြီလေခွေ ကောင်းလေစွာကောင်းလေစွာဤစေရီတော်ကိုတောင်ဆောင်နဲ့မင်းတွေကစွန့်ကဲ့ရခြင်းကြောင့်၎င်းပုံညာအမတ်ကြီးစတင်စေရီတည်ခြင်းကြောင့်၎င်းဤစေရီတော်ဤပွဲလီနာမကိုစွန့်ပုံညာရှင်ဟုခေါ်တွင်စေသာဓုသာဓုသာဓု ဟုတ်ဗျာတပည့်တော်တွေသိကျင်နေတဲ့စွမ်းဦးပုံညာရှင်ဇီရီတော်ရဲ့တမိုင်းကြောင်းကိုဂါဂနာမင်းကြပြီးတယ်ဝမ်းသာပီတိဖြစ်ပါဗျာ တင်မဖို့မအောင်စောင်းတဲ့အခုလိုမျိုးမသိသေးတဲ့သမိုင်းရာဇဝင်ကိုသိခွင့်ရတဲ့အတွက်ကြောင့်ဖုံဖုံအထူးပဲကျေးဇူးတင်ပါတယ်ရှင် ပြီးတော့လည်းဒီလိုကြည့်ချင်တဲ့စီမီတမိုင်းကြောင်းကိုဂါဂနာရှင်းပြရတဲ့အတွက်ကျေးဇူးတင်ပါတယ်ဗျာ ဒီခွေ ဟုတ်ပြီလို့ဘောကမှာလေ ဒီခွေဓာတုနိဗ္ဗာန်နာပစ္စယောဟောတု ဟိုတပည့်တော်ပြောင်းပြီးပါစိတ်ကောက်ဒီမှာဆောင်းကြည့်နေတယ်ဟောရပါတယ်ရှင်ဒါဆိုကျိုးနောက်ပြည်လည်းဟုတ်ကဲ့ မြတ်စွာဘုရားရှင်သာသနာတော်လေးမပေါ်ပါမီရှိတီးတီးရာယခုစကိုင်းတောင်ခေါ်တော်အရတွင်ပစ္စည်းကဗုဒ္ဓမြတ်ယတိယော
ကြွလမ်းမီစီတဘလူးအင်းတောင်းမဝူသေယမှုကြမြတ်ဗျာသခင်သည်ဝလေတော်တမျိုးရေတနုကိုအတီသရာယီဒေသနာခဲ့သည်ဤယောထပနာပြု၍စေတာအမှုရှိတဲ့သောတာပန်တွေသည်စေတီတဆူကိုဝေတိထားသည်ယနေ့တိုင်တိရောရှာစေတဝစီ